င်ကနေ့စဉ်နေ့တိုင်းပြင်းရည်နေတယ်လို့ခံစားနေရလားဒါမှမဟုတ်လို့ရှိရင်တင့်ဘဝတစ်ခုခုပြောင်းလဲခြင်းနေပေမဲ့ဘယ်ကနေစမှန်းမသိဖြစ်နေလားဒီနေ့ဗီဒီယိုလေးမှာတော့တင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကို30ရက်အတွင်းမှာတိတိတသားပြောင်းလဲသွားစေမဲ့30 day challenge အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင် Hello အားလုံးပဲမင်္ဂလာပါကျမကပို့ပါရှင်ဒီဗီဒီယိုလေးမှာပြသွားမယ်အချက်10ချက်လုံးကိုတိကျလေးတိတိကျကျနေ့စဉ်လိုက်လုပ်သွားမယ်ဆိုရင်31ရက်မြောက်နေ့မှာသင်ဟာအရင်ကားထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်30ရက်အတွင်းမှာကိုယ့်ဘဝကိုအမှန်တကယ်ပြောင်းလဲစေနိုင်မဲ့အချက်တွေတဲကမှနံပါတ်1မနက်9နာရီအိပ်ရထားပါမနက်စောစောထခြင်းဟာအောင်မြင်တဲ့သူတွေအများစုရဲ့လှုပ်ဝဲချက်ပါအများသူငါမနိုကေမှာသင်ဟာစောစောထနေခြင်းကတနေ့တာလုံးအတွက်အချိန်ပိုရပြီးတော့စိတ်ကြည်လင်လန်းဆန်းမှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်ရှင်။နေ့စဉ်မိနစ်30လမ်းလျှောက်ပါလမ်းလျှောက်ခြင်းကရိုးရှင်းပေမဲ့အစွမ်းထက်တဲ့လေ့ကျင့်ခန်းတစ်ခုပါကိုယ်လက်လှူရှားမှုတွေရှိခြင်းကသွေးလက်ပတ်မှုကောင်းစေပြီးတော့တနေ့တာလုံးမှာတက်ကြွနေစေဖို့ကူညီပေးမှာပါ3တနေ့ကိုစာ10မျက်နှာဖတ်ပါဘဝတုတ္တာဆိုတဲ့အရာကအင်အားပါတနေ့ကို10မျက်နှာဖတ်သွားလိုက်မယ်ဆိုရင်တစ်လမှာစောင်းတစ်လုံးအုံလုံးလည်းပြီးသွားနိုင်ပါတယ်။ဒါကြောင့်မလို့စာဖတ်ခြင်းကကိုယ့်ရဲ့အတွေးအခေါ်ကိုပို့ပြီးတော့ကျယ်ပြန့်စေပါတယ်။တနေ့ကိုရေ2လီတာတောက်ပါ။ကျန်းမာရေးအတွက်ရေဟာအခြေခံအကျဆုံးအချက်ပါ။ရေများတောက်လိုက်ခြင်းကအသားအရည်အတွက်ကြည်လင်စေုံသာမကပဲအုံနောက်ရဲ့ဆွမ်းဆောင်ရည်ကိုလည်းမြင့်တင်ပေးပါတယ်။ည10နာရီမတိုင်ခင်မှာအိပ်ပါမနေ့စောစောထဖို့ဆိုရင်တော့ညစောစောအိပ်ဖို့လည်းလိုပါတယ်။အေးဝအိပ်လိုက်ခြင်းကကိုယ့်ရဲ့ကိုယ်ခံစွမ်းအားနဲ့စိတ်ချမ်းသာရေးကိုလည်းအပြည့်အဝကာကွယ်ပေးပါတယ်။ဒါကြောင့်မလို့ညကို10နာရီမတိုင်ခင်ဒါမှမဟုတ်10နာရီကိုနောက်ဆုံးထားပြီးအိပ်လိုက်ခြင်းကကျမကြီးအတွက်အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။6ဒေါသကိုနည်းနိုင်သမျှနည်းအောင်ထိန်းပါဒေါသဆိုတာကကိုယ်တိုင်ကိုတောက်ပြီးတော့တစ်ဖက်လူကိုတေးပါစေတော့ဆိုပြီးတော့ဆူတောင်းနေတဲ့စိတ်နဲ့တူပါတယ်။ဒါကြောင့်မလို့စိတ်ကိုအေးအေးထားပြီးတော့ပြဿနာတွေကိုဖြေရှင်းတတ်တဲ့အကျင့်ကိုလုပ်ပါ။နေ့စဉ်မိနစ်30တရားထိုင်ပါ။ stress တွေများနေတဲ့ဒီနေ့လိုဒီဘက်ခေတ်မှာပေါ့တရားထိုင်ခြင်းကစိတ်ငြိမ်းချမ်းမှုရရှိဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲ။နေ့စဉ်မိနစ်30လောက်ညီလေးထိုင်ပြီးတော့ကိုယ့်ရဲ့ဝင်လေထွက်လေကိုတတိကက်ကြည့်ပါcomfort zone ထဲမှာမနေပါနဲ့တင်တက်တောင်တက်တာဖြစ်စေတဲ့နေရာကနေထွက်လိုက်မှတိုးတက်မှုဆိုတာကစတင်တာပါဒါကြောင့်မလို့အသစ်တွေကိုစမ်းသစ်ပါစိန်ခေါ်မှုတွေကိုရင်ဆိုင်ပါကိုယ်စိတ်ခံစားချက်ကိုဦးစားမပေးပါနဲ့လှုပ်တဲ့အရာကိုလုပ်ပါလှုပ်ချင်တဲ့အရာကိုမလုပ်ပါနဲ့စိတ်ခံစားချက်နောက်လိုက်နေအောင်မယ်ဆိုရင်တော့ပန်းနိုင်နဲ့ဝေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့စီကန်းကိုပဲဦးစားပေးပါစိတ်ခံစားချက်ကိုဦးစားမပေးပါနဲ့30တဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ပါဖုန်းနေကြည့်နေရင်ကနေခဏလောက်ဖြစ်ဖြစ်ဖုန်းကိုချထားပြီးတော့သစ်ပင်တွေကောင်းကင်တွေတဘာဝရဲ့အလှတွေကိုကြည့်ပါဒါကလည်းတင့်ရဲ့စိတ်ကိုပြန်လဲအားဖြည့်ပေးတဲ့နီလန်းကောင်းပါတကယ်တော့ဒီအချက်တွေကလုံးရတာရိုးရှင်းပေမဲ့နေ့စဉ်ပုံမှန်လေးလုပ်ဖို့အတွက်ဆိုတာကတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုပါတယ်ကျွန်မအမြဲယုံကြည်ထားတာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကြီးကျယ်တဲ့ပြောင်းလဲမှုတွေဆိုတာကသိငယ်တဲ့အလေးကျင့်တွေကနေပဲစတာပါဒီဗီဒီယိုလေးကိုတွေ့ပြီးတဲ့နေ့ကနေစပြီးတော့30ရက် challenge ကိုစိန်ခေါ်ကြည့်လိုက်ဖို့အတွက်အကြံပြုပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အားလုံးပဲလှပတဲ့ကိုဖြစ်ချင်တဲ့ဘဝလေးကိုအများဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီဆက်ချက်လုံးကိုနေ့စဉ်ပုံမှန်လေးပြုလုပ်ပြီးတော့30ရက်ပြည့်သွားတဲ့အချိန်မှာအားလုံးပဲကိုဖြစ်ချင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့ဒုတိယဆင်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အနေနဲ့ဗီဒီယိုကြားရလေးတွေကိုတင်ဆက်သွားမလဲဆိုတာသိအောင်လို့ကိုစု channel လေးကို subscribe လုပ်ပါဖို့အတွက်အကြံပြုပါတယ်ရှင်အားလုံးပဲဆက်မပြောရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးဘိုင်ဘိုင်ပါရှင်